မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဖေဖော်ဝါရီ25ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမခွန်မန်ဂျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်စစ်ကော်မရှင်ကဖေဖော်ဝါရီ23ရက်နေ့တွင်နေဆက်ဂိတ်တလျှောက်နှင့် KNO အုပ်ချုပ်ရာဒေသဘက်တွင်လေရင်ဖြင့်ပုံကျဲချတက်ခတ်မှုအကြိမ်ကြိမ်ပြုလုပ်နေပါတယ်။ဖေဖော်ဝါရီ23ရက်နေ့တွင်လကြားရောင်ကြီးရွာမြို့တစ်တခေါ်ခကြီးရွာဘက်တွင်လေရင်ဖြင့်ပုံကျဲချတက်ခိုက်တွားပါတယ်။ဝဲမော်ဝရှောင်း KBC ဖျားကြောင်ဝင်းတွင်လေရင်ဖြင့်ပုံချတက်ခိုက်တွားပြီးချီဖွေတွားလန်73မှန်နဘေးရှိရပါချံဘက်တွင်လေရင်ဖြင့်ပုံချတက်ခိုက်မှုကြောင့်ရပါချံလှုပ်တာ6ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။အလို့ဘုံမြင်းချမ်းကြီးရွာဘက်တွင်လည်းနေ့လယ်ပိုင်းအချိန်တီရီမင်္ဂလာတုခအကြောင်းတိုက်တွင်လေကြောင်းတက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရပါတယ်။မကြရောင်ခုံးပါနဘေးရှိဘုံကထောင်ဘက်တွင်ဖေဖော်ဝါရီ22ရက်နေ့ညတွင်ဂျက်ဖိုက်တာဖြင့်ဘုံနှကြိမ်ကျေချတက်ခိုက်မှုကြောင့်ခုံဇောက်တောင်အသက်60တေဆုံးတွားပြီးနှုံကထောင်ကြီးရွာရှိနေအိမ်6အိမ်ထိခိုက်ပျက်စီးသွားပါတယ်။စစ်ကော်မရှင်တပ်ဟာဖေဖော်ဝါရီ23ရက်နေ့ကလည်း KNO ထင်းချုပ်နေမြေအပပကြီးရွာတွင်ဘုံကျေချတက်ခတ်မှု2ကြိမ်ပြုလုပ်တာကြောင့်ထိခိုက်ဒဏ်ရာရရှိသူများရှိပြီးနေအိမ်အချို့လည်းထိခိုက်ပျက်စီးသွားကြောင်းကိုသိရပါတယ်ရှင်။ KNO အနောက်တောင်ပိုင်းတိုင်းဌာနအတွင်းမင်းကြောင်ကုန်းဘက်ကိုဖေဖော်ဝါရီ22ရက်နေ့ကလေရင်တက်ခတ်မှုကြောင့်လေကြောင်းတက်ခတ်မှုကြောင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းကိုသိရပါတယ်။စစ်ကော်မရှင်တပ်ကနေဆက်ဂိတ်တလျှောက်နဲ့ KNO အုပ်ချုပ်ရာဒေသဘက်တွင်လေရင်ဒရုံများဖြင့်ဘုံချတက်ခိုက်ပြီးစူးစိုက်ဒရုံများဖြင့်တက်ခတ်မှုပြုလုပ်လာတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများကလေကြောင်းတတိပြုရန်အတိပေးကြေညာထားပါတယ်။ဟူကောင်ဒေတာသူရုစငိုင်းအတွင်းအစ္စပေယာဒိတ်ရက်လွန်ဇက်တောက်ကုံစစ်ဆေးမှုများကို2026နှစ်တွင်ပထမအကြိမ်စစ်ဆေးမှုစတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်ရှင်။ဒိတ်လွန်အစာအတောက်ကကျမရေးကိုထိခိုက်ကြောင်းအစ္စပေယာဒိတ်ကြည်တက်အောင်ဈေးတေတွေနဲ့ဒေတာခံပြည်သူတွေကိုအမြင်ဖွင့်ပညာပေးဟောပြောအစီအစဉ်တွေလည်းပြုလုပ်ကြောင်းတာဝန်ရှိသူတွေပြောပါတယ်။အစ္စပေယာဒိတ်ရက်လွန်ဇက်တောက်ကုံစစ်ဆေးရာတွင်ကျေးရွာအတွင်းတာဝန်ရှိသူများကျမရေးဌာနဆိုင်ရာများကော်မတီအတီးတီးမှတာဝန်ရှိသူများနှင့်လူငယ်များပူးပေါင်းပါဝင်ကြောင်းကိုသိရပါတယ်။အခုလိုရက်လွန်ဇက်တောက်ကုံစစ်ဆေးမှုကို6လတကြိမ်ပြုလုပ်တွားမည်ဖြစ်ကြောင်းစစ်ဆေးရရှိထားတဲ့ပစ္စည်းတွေကိုမိရှို့ဖျက်ဆီးတာတွေပြုလုပ်တွားမည်ဖြစ်ကြောင်းကိုလည်းသိရပါတယ်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။